Exam မှာမြန်မာစာမှန်အောင်ဘယ်လိုရေးမလဲဒါလေးရှင်းပြပေးပါမယ်။ Exam မှာမြန်မာစာမှန်မှုအတွက်ကအချက်နှစ်ချက်သိဖို့တော့လိုတယ်။ဖောင့်ရှိရမယ်ကျမတို့ဒီနေရာမှာမြန်မာစာဖောင့်ပြည်ထောင်စုဒါမှမဟုတ်ပြည်ထောင်စုနံပါတ်နှစ်ခုလုံးရှိရင်ပို့အဆင်ပြေရနော်။ပြည်ထောင်စုရောပြည်ထောင်စုနံပါတ်ဖောင့်ကိုရှိရပါမယ်။ပြည်ထောင်စုဖောင့်လည်းရှိရမယ်။ပြည်ထောင်စုနံပါတ်လည်းရှိရမယ်။ဒီဖောင့်လေးတွေမရှိရင် install ဆွဲထားရပါမယ်။နောက်ပြီးကြရင် keyboard ဆိုတာဘာကိုပြောတာလဲဆိုရင်ကျမတို့ဒီလိုအောက်ခြေနားလေးကိုတစ်ချက်ကြည့်ပါဒီလိုမျိုး key magic တချို့ကြောက်လဲ key man ဒီနေရာမှာပြည်ထောင်စု keyboard ရှိရမယ်ဒီဇော်ကြီးတွေကကိုမသုံးရင်ရှိစရာမလိုဘူးပြည်ထောင်စုရှိရပါမယ်အဲ့လိုမျိုးရှိပြီးသွားရင်ကျမတို့ကဒီအောက်ခြေမှာ keyboard ယူမထားဘူးဒီလိုယူမထားဘူးဆိုရင် exit ဖြစ်နေတယ်ဆိုလဲဒီမှာဒီထောက်နေပြောင်းပြီးရေးရင်လည်းအဆင်မပြေဘူးဒါကြောင့်မြန်မာစာရေးတော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီလိုအောက်ခြေနားလေးကိုတစ်ချက်ကြည့်ဒီမြန်မာစာအင်္ဂလိပ်စာပြောင်းတဲ့ keyboard ကလေးရှိနေတာပေါ့ရှိမနေဘူးဆိုရင်တော့ကျမတို့ရိုက်ရှာပါ KEY key magic တချို့ကြောက်လဲ key man ပေါ့နော်ဒီလိုမျိုးလေးပေါ်လာရင်ရပြီခေါ်လေးနဲ့ထွက်လိုက်အောက်ခြေလေးကိုပြန်သွားဒီနားလေးမှာရှိနေပြီဆိုရင်ကျမတို့ကဖောက်အရင်ပြောင်းမယ်နံပါတ်1အကုန်လုံးကို select မှတ်ပြီးတော့ဒီမှာဖောက်ပြောင်းရမယ် exam မှာအကုန်လုံးကို select မှတ်ပဲနဲ့ပြောင်းရင်ဥပမာကျမကဒီမှာ click ချလိုက်ပြီးတော့ဒီမှာပြည်ထောင်စုလိုပဲရိုက်ထည့်ပြီးပြောင်းလိုက်တယ် PYI ကိုရိုက်ထည့်ပြီးပြောင်းလိုက်တယ် enter နှိပ်တယ်ဒါဆိုရင်ဒီနေရာမှာစာရေးမယ်ဒီတိုင်းရေးရင်အင်္ဂလိပ်လိုပဲပေါ်သေးတယ်မြန်မာစာပြောင်းချင်ရင် control နဲ့8နဲ့နှိပ်ပါမြန်မာစာပြောင်းချင်ရင် control နဲ့8နဲ့နှိပ်ပါ control 8ဒါဆိုရင်ပြည်ထောင်စု MM လို့ပေါ်လာမယ်ပြန်နှိပ်ကြည့်မယ် control 8အင်္ဂလိပ်စာပြန်ပြောင်းတာမြန်မာစာပြန်ပြောင်းချင်ရင် control 8ဒါဆိုရင်နှိပ်မယ်ဒီမှာရေးကြည့်လိုက်ပါဒီမှာဆိုရင်မြန်မာစာတွေပေါ်လာပြီဒီဘက်ကအကွက်ကို click ချဒီဘက်ကအကွက်ကအင်္ဂလိပ်ဖောက်မယ်နော်ဒါဆိုရင်ရေးကြည့်ပါဒီမှာပေါ်တော့ပေါ်နေလိမ့်မယ်ဒါပေမဲ့ရေးတဲ့အခါမှာတချို့ဟာတွေဒီမှားနေတယ်ဥပမာကိုရေးချင်တာကကာကြီးလုံးကြီးတင်နေရေးချင်တဲ့ဒီလိုမျိုးတွေသူကိုရေးလိုက်တဲ့ဟာကိုပေါ်မလာဘူးတဝေထိုးတွေရက်ပင်းတွေရက်တွေဒီမှန်မှန်ဘာလို့လဲဆိုတော့ဒီနေရာမှာဖောင့်ကအကုန်ပြောင်းခဲ့တာမဟုတ်လို့ဒါဆိုရင်ကျမတို့ကအကုန်လုံးကို select မှတ်အကုန်လုံးကို select မှတ်ပြီးတော့ဒီနေရာမှာပြည်ထောင်စုဖောင့်ပြောင်းရပါမယ်ဒါဆိုရင်ပြည်ထောင်စုပြောင်းမယ် PYI ပေါ့နော်ပြည်ထောင်စုဆိုပြီးပြောင်းလိုက်ရင်ရပြီဟုတ်ပြီဒါဆိုရင်ကိုဘဲအကွက်မှာပဲရေးစိတ်ကြိုက်ရေးလို့ရတယ်အကုန်လုံး select မှတ်ဒီနေရာနှိပ်လဲရတယ် shortcut သုံးချင်ရင် control A control ကိုဖိ A ကိုနှိပ်ဒါဆိုလဲအကုန်လုံးကို select မှတ်တာဟုတ်ပြီနောက်တစ်ခုကပြည်ထောင်စုနဲ့ပြည်ထောင်စုနံပါတ်ဖောင့်နေရခါကွာလဲဒီပြည်ထောင်စုဖောင့်သုံးတဲ့အခါမှာသူကကားကြီးခါကွေးလို့တော့ရေးလို့ရတယ်ရေးမရရင် control 8ပြန်နှိပ်ပြည်ထောင်စု MM ပြောင်းရင်ရပြီဒါဆိုရင်ကားကြီးခါကွေးတွေတော့ရေးလို့ရတယ်ဒါပေမဲ့ကဏ္ဍတွေရေးကြည့်အောင်ကဏ္ဍတွေရေးမယ်ဆိုရင်ဒီမှာတော့တချို့ခါလေးကြာရင်လည်းရေးလို့ရတယ်တချို့ကဏ္ဍတွေကြာရင်ရေးလို့မရတာမျိုးတွေရှိတယ်ဥပမာအင်္ဂလိပ်လိုကြီးပဲပေါ်နေတယ်အင်္ဂလိပ်လိုကြီးပဲပေါ်နေတယ်ဆိုရင်ကျမတို့ဒီနေရာမှာပြည်ထောင်စုနံပါတ်ဖောက်ပြောင်းဖို့လိုတယ်ပြည်ထောင်စုနံပါတ်ပြောင်းပြီးကကြာမှာကဏ္ဍတွေရိုက်ခဲတယ်ဆိုရင်အင်္ဂလိပ်လိုမဟုတ်ဘဲနဲ့ဒီမြန်မာလိုပေါ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ပြည်ထောင်စုဒီမြန်မာစာဒီလိုမျိုးကကြီးခါခွေးတွေရေးတဲ့နေရာမှာသုံးတယ်ပြည်ထောင်စုနံပါတ်ဆိုရင်နှစ်ခုလုံးသုံးတယ်ဒီလိုမြန်မာစာကြီးလည်းရေးလို့ရတယ်ကဏ္ဍတွေလည်းရေးလို့ရတယ်ဒါဆိုရင်ကိုကကဏ္ဍတွေမပြောင်းဘူးဆိုရင်အဲ့ကဏ္ဍတွေကိုပြည်ထောင်စုနံပါတ်ဖောက်နဲ့ပြောင်းပြီးတော့ရေးပေးပါဟုတ်ပြီနောက်တစ်ခုကဘယ်လိုမျိုးတွေဖြစ်နိုင်လဲဆိုရင်ကိုဒီမှာရေးတာကပြည်ထောင်စုဒီအောက်ခြေမှာရှိနေတဲ့ဟာဒီဇော်ကြီးဒီလိုဇော်ကုတ်ဖြစ်နေတယ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့လိုမျိုးရှိနေတယ်ဆိုရင်ကိုရေးလိုက်တဲ့ဥစ္စာဒီမှန်မှန်ဥပမာကာကြီးရက်ပင်းဆိုရင်ဒီမှာတော့မှန်နေသေးတယ်ဒီမှာ keyboard ကပြည်ထောင်စုဇော်ကြီးဖြစ်သွားတယ်ဒီဇော်ကြီးဖြစ်သွားတဲ့အခါမှာဒီမှာကာကြီးရက်ပင်းပြန်ရေးကြည့်ကာကြီးရက်ပင်းဒီမှန်မှန်တော့ဒါဆိုရင်အပေါ်ကဖောင့်နဲ့အောက်က keyboard နဲ့လည်းမှန်ဖို့လိုတယ်ဒါဆိုရင်ဒီမှာကပြည်ထောင်စုဆိုရင်ဒီမှာပြည်ထောင်စုဒီမှာဇော်ကြီးဆိုရင်ဒီမှာဇော်ကြီးဒီမှာဝင်းဖောင့်နေဆိုရင်ဒီမှာဝင်းဖောင့်နေရတော့ဒီမှာသုံးပါဘူးပေါ့နော်ကျမတို့ပြည်ထောင်စုဖောင့်မယ်လောလောဆယ်အသုံးရပါတယ်ဒါကြောင့်ဒီနေရာမှာကျမတို့ကပြည်ထောင်စုဖြစ်ရမယ်ဒါကို shortcut နဲ့အမြန်သုံးရင်လည်းရတယ်နော်ဒီနေရာမှာ right click နှိပ်ပြီးမပြောင်းမဲနဲ့ control space bar ကိုနှိပ်ပြီးပြောင်းလဲရတယ် control ကိုပြီး space bar ကိုနှိပ်ပြီးတော့ပြောင်းတာကဒီအောက်ခြေကနေပြီးတော့မြန်မာစာ keyboard တွေကိုချိန်တာ
အဲ့လိုမဟုတ်ဘဲနဲ့ control shift ကမြန်မာစာကနေအင်္ဂလိပ်စာကနေမြန်မာစာ control shift ကဒီမှာတော့ဖောင်းကရေးထားတယ်ကိုကကာကြီးခါခွေးရေးနေရင်မြန်မာစာရေးနေရင်ညနေအင်္ဂလိပ်စာရေးတယ်နဲ့ control shift ကိုနှိပ်ကိုကြိုက်တဲ့စကားလုံးကိုနှိပ်မြန်မာစာပြန်ရေးချင်တယ် control shift ကိုနှိပ်ဒါကမြန်မာစာကနေအင်္ဂလိပ်ကနေမြန်မာအဲ့လိုမဟုတ်ဘဲနဲ့ keyboard ပြောင်းသွားတယ်ဆိုရင်ဒီအောက်ခြေလေးက keyboard ကလေးပြောင်းသွားတယ်ဆိုရင်လေမြန်မာစာရေးတဲ့အရာတွေဒီမှားနိုင်ပါတယ်ဒါကြောင့်မြန်မာစာရေးတော့မယ်ဆိုရင် font လေးရှိရမယ်ပြည်ထောင်စုနံပါတ်နောက်ပြီးကြရင်ဒီမှာတို့ keyboard တွေရှိရမယ် keyboard တွေဆိုရင်ဒီအောက်ခြေက keymat တချို့ကြရင် keymat ပုံမှန်တမ်းကတော့ပြည်ထောင်စုရှိရင်ရတယ်အခုကျမလိုမျိုးဒီ keyboard တွေအများကြီးထားတယ်ဆိုရင်ဒီက keyboard နဲ့ဒီက font နဲ့မတူဘူးဆိုလို့ရှိရင်လေဒီမှာမြန်မာစာရေးတာမှားတယ်ပြီးရင်အကုန်လုံးကို select မှတ်ပြီးတော့ဒီ font မပြောင်းခဲ့ဘူးဆိုရင်လေမြန်မာစာဒီအမှန်မထွက်ပါဘူးဒီနေရာမှာကဏ္ဍတွေကအင်္ဂလိပ်လိုပေါ်နေတယ်ဆိုရင်control shift 2ရဲ့သားနဲ့ပြည်ထောင်စုဖောင်လည်းဖြစ်ရတဲ့နဲ့အင်္ဂလိပ်လိုပေါ်နေတယ်ဆိုရင်ပြည်ထောင်စုနံပါတ်နဲ့ပြောင်းပြီးရေးပါပြည်ထောင်စုနံပါတ်ကမြန်မာလိုရေးပြီးတဲ့ဖောင်ကဏ္ဍတွေပေါ့ဟုတ်ပြီဒါဆိုရင်ဇော်ကြည်ဒီ exam မှာဇော်ကြည်နဲ့ပဲရေးချင်းပြည်ထောင်စုနဲ့ပဲရေးချင်းဖောင်မှန်မှုတော့လိုမယ်ဒီမှာပြည်ထောင်စုဆိုရင်ဒီအောက်ရှေ့ကလည်းပြည်ထောင်စုဖြစ်ရမယ်ဒီအပေါ်ကဖောင်ကဇော်ကြည်ဆိုရင်ဒီအောက်ရှေ့ကဒီဘက်ကလည်းဇော်ကြည်ဖြစ်ရမယ်မြန်မာစာတွေဘယ်လိုမှတ်အောင်ရေးရမလဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်